หลังจากคบกับแฟนได้2 ปีและมีลูกมาดูกันว่าวิทย์จะขับแก๊ปส่งอาหารในกรุงเทพเพื่อนดูครอบครัวได้ยังไงครับใช่ครับวิทย์ตัดสินใจพาครอบครัวจากต่างจังหวัดมาหาเงินและใช้ชีวิตในกรุงเทพกับการทำงานเป็นไรเดอร์ทุกเช้าก่อนผมออกไปทำงานผมจะตื่นนอนก่อนทุกคนเสมอตื่นมาผมก็จะไปซื้อกับข้าวเพื่อให้แฟนผมได้กินในตอนเช้าวิทย์เองก็ไม่ได้เป็นคนเก่งอะไรมากหรอกครับตรงไหนที่พอခမများတို့တွေလူမှုကွန်ရက်ပေါ်မှာလူကြိုက်များနေတဲ့စီရင်ဒုက္ခခံပြီးရောင်းကန်နေတဲ့ radar ဆိုတဲ့ဗီဒီယိုတွေဟာတကယ်တော့ agency တွေကတနာစရာကောင်းအောင်ဇက်ညွန်ရေးဇက်လန်းဆင်ပြီးငွေရှာနေတဲ့ကောတက်တွေပဲဖြစ်ပါတယ် radar ဆိုတာလစာနှဲငယ်ပေးပြီးချုပ်ချက်ထားတဲ့စာချုပ်တွေနဲ့ချုပ်ဆိုထားတဲ့ကြေညာဝင်ငွေတွေရဲ့80%နှုန်းထိ agency တွေကခေါင်းပေါင်ဖြတ်ယူနေတဲ့အပြင်ကြည့်ရှုသူတွေ view ရများဖို့အတွက်သာအဓိကထားပြီးလူသားချင်းစာနာမှုကိုကစားနေတဲ့အကြောင်းထွက်ချလိုက်တဲ့သတင်းတစ်ခုကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာလူမှုကွန်ရက်ပေါ်မှာရင်တာတယောက်ဆင်းရဲပင်ပန်းစွာနဲ့ဘဝကိုရောင်းကန်နေရတဲ့ဗီဒီယိုတွေကိုကြည့်ပြီးခင်ဗျာတနာမိဖူးပါသလားတကယ်တော့အဲ့ဒီဗီဒီယိုတွေရဲ့နောက်ွယ်မှာသင်မသိသေးတဲ့ကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုရှိနေခဲ့ပါတယ်မကြသေးခင်ကမှအင်တာဗျူးတစ်ခုမှအလုံးကိုတုံ့လှုပ်သွားစေမဲ့ရှိုးဝက်ချက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ဒါကတော့အဲ့လိုရောင်းကန်လှုပ်ရှားနေရတဲ့ရင်တာကောတက်တွေဟာအေဂျင်စီတွေကလူတွေရဲ့သနာစိတ်ကိုသုံးချပြီးငွေရှာဖို့ဇက်ညောရေးဇက်လန်းဆင်ထားတာပဲဖြစ်ပါတယ်ရင်တာတွေကိုလစာဘတ်နှလုံးပေးပြီးတော့မမျှတာတဲ့စာချုပ်တွေနဲ့၆ကင်ထားကြပါတယ်သူတို့မှာကိုယ်ပိုင်လွန်လပ်ခွင့်တွေမရှိသလို social media ပေါ်မှာဘာမှလှုပ်ရှားပိတ်ခွင့်မရှိတော့ပါဘူးပိုဆိုးတာကတော့ဗီဒီယိုကရတဲ့ကြေညာဝင်ငွေတွေရဲ့80%နှုန်းထိကို agency တွေကခေါင်းပေါင်ဖြတ်ယူထားကြတာဖြစ်ပါတယ်စပိုင်းမှာတော့ agency တွေက render ကိုရရှိရတည်နိုင်မဲ့သင်မွေးဝမ်းကြောင်းတစ်ခုဖန်တီးပေးမယ်လို့မျှော်လင့်ချက်တွေပေးခဲ့ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကြည့်ရှုသူရေအတွက် view များရဖို့အတွက်ပဲအဓိကထားပြီးဇက်ညွန်တွေကိုခဏခဏပြောင်းပြခဲ့ကြပါတယ်ရီဒါတယောက်ကျွမ်းကျင်တဲ့ကြစ်ကြော်ရောင်းတဲ့ခန်းကနေပလိတ်သက်တွေတောင်းဆိုလို့ပါဆိုပြီးဝိသားကင်ရောင်းတဲ့ခန်းတွေကိုချင်းချင်းပြောင်းခိုင်းကြပါတယ်အဲ့ဒီရင်ဒါတွေအနေနဲ့တကယ်လောက်တသလားကျွမ်းကျင်မှုရှိသလားဆိုတာကို agency ကလုံးဝကိုဂရုမစိုက်ခဲ့ကြပါဘူးအဲ့ဒီအကြောင်းကိုဖွင့်ချလာတဲ့ရင်ဒါကကျွန်တော်ကြွေးတွေဆက်ချင်လို့ငွေလိုနေတာနဲ့လမ်းမားကိုရွေးခဲမိသွားပါတယ်လို့ဝန်ခံထားပါတယ်လူတွေရဲ့တနာစိတ်ကိုကစားမိခဲ့လို့လဲတကယ်ကိုစက်မကောင်းခဲ့ပါဘူးလို့နှုတ်တရားတွေနဲ့ဝန်ခံခဲ့ပါတယ်သူနောက်ဆုံးတီးလဲရတာတခုက agency ဟာသူ့ကိုတကယ်ကူညီနေတာမဟုတ်ပဲစင်ရဲဒုက္ခကိုရင်းနှီးလောက်ပြီးစီးပွားရှာနေခဲ့တာပဲဖြစ်ပါတယ် social media ပေါ်မှာတွေ့သမျှအရာအလုံးဟာမှန်တရားတွေမဟုတ်နိုင်ခဲ့ပါဘူးအဲ့ဒါကြောင့် contact တွေကိုကြည့်တဲ့အခါသတိရှိရှိနဲ့ဝေဖန်ပိုင်းခြားပြီးကြည့်ကြဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like share လုပ်ပြီးနောက်ထပ်စိတ်ဝင်စားစရာသတင်းတွေကိုသိရဖို့အတွက်ကျွန်တော်ရဲ့ page လေးကို follow လေးလောက်ထားပေးခဲ့ကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ